Hello everyone ဒီနေ့ကတော့လုပ်ပေးရဖြစ်လို့စီထမင်းလေးလုပ်စားဖြစ်ပါတယ်စီထမင်းမွေးမွေးလေးဖြစ်အောင်ပထမဆုံးချက်သွန်ကြော်မယ်နော်ချက်သွန်ကြော်လေးအရောင်ပြောင်းလာလို့ရှင်တော့ခတ်ထားလိုက်မယ်နော်မင်းညရေးစိမ်းထားတဲ့ကောင်းချင်းဆန်လေးထည့်ပြီးတော့ကြော်ပါမယ်ကြရင်မီးလေးနည်းနည်းလေးလျှော်ပြီးတော့တစွန်းစင်းထည့်ပြီးတော့ကြော်ပါမဟုတ်ရင်စီပေါက်တက်ပါတယ်စားနဲ့တကြားနဲ့ထည့်ပြီးတော့မှွေလိုက်မယ်နော်ခဏနေတော့အဖုံးဖွင့်ပြီးတော့ချက်ပြီးလားမချက်ဘူးလားမြည်မယ်ပေါ့နော်အခုတော့တိတ်မချက်သေးလို့ရေနည်းနည်းလေးထည့်ပြီးတော့ပြန်တည်ထားလိုက်ပါတယ်စီထမင်းရဲ့အသက်ကအောက်ကဂျိုးကတ်သွားတော့မှစားလို့ကောင်းတာပေါ့နော်အဲဒါကြောင့်မို့လို့တိတိချာချာလေးဖိပြီးတော့တည်ပြီးပါတယ်နည်းနည်းလေးတူးလာလို့ရှိရင်တစ်ဖက်လှန်ပေးပါမယ်နောက်တစ်ဖက်ကိုလည်းတူးတဲ့ထိစောင့်မယ်နော်ဒါဆိုရင်တော့စီထမင်းလေးချက်ပါပြီအခုလိုပကံကိုစီတုပ်ပေးလိုက်လို့ရှင်ပကံမှာကတ်တာတက်တာဝါပြီးတော့စီးရတာလေးလွယ်ကူသွားပါတယ်ထောက်ပင်းနေနဲ့ကတော့ခုနကြောထားတဲ့ချက်သွန်ကြော်ရဲ့အုံးသီးရဲ့ပဲပြုတ်ရဲ့နှမ်းထောင်းရဲ့ငချောက်ဖုတ်လေးရဲ့ပုံပြီးတော့စားလို့ရပါပြီရှင်ဒါကတော့မဖီရိုညီမနှစ်ယောက်အားရပါရစားနေရပါ I don't know if it's because we haven't had it in a while it was so good breakfast အတွက်ပါစားမလဲစဉ်းစားနေရလို့ရှင်စီတမင်းလေးချက်စားကြည့်